20ရက်နေ့ငလင်လှုပ်မယ်ဆိုပဲအင်မတန်မှ stupid idea stupid brain တွေပဲအဲ့ဒီကြေညာချက်ထုတ်တဲ့လူကလုံးဝ stupid idea ပဲကမ္ဘာ NASA အဖွဲ့ကကြေညာထားတာတွေရှိတယ်မြန်မာနိုင်ငံရဲ့မြင်းငလင်ကြောတွေပြတ်ရွေ့သွားတဲ့အနေအထားတွေကိုရိုက်ပြီးတော့ဂျိုဒူကနေဓာတ်ပုံတွေရိုက်ပြီးတော့အမျိုးမျိုးလေးလာထားတဲ့အခါမှာနောက်ထပ်ငလင်ကြီးတစ်ခုလှုပ်ကောင်းလှုပ်နိုင်တယ်ဆိုပြီးတော့ခံမှန်းတာပဲရှိတယ်21ရက်နေ့ရဲ့ဘယ်နေ့ရဲ့သတ်မှတ်ထားတာမရှိဘူးငလင်ဆိုဒီမှာလဲမြည်သူတူဦးတယောက်ကမှကြိုတင်ကြေညာချက်ထုတ်ပြီးမှလာတာမဟုတ်တေချင်းတရားနဲ့ငလင်ဟာဘယ်တော့မှလူတွေကိုအတိမပေးဘူးသူဖြစ်ချင်တဲ့ချိန်ဖြစ်တာအဲ့တော့21ရက်နေ့မှမဟုတ်ဘူး18ရက်နေ့လည်းဖြစ်နိုင်တယ်19ရက်နေ့လည်းဖြစ်နိုင်တယ်20ရက်နေ့လည်းဖြစ်နိုင်တယ်နေ့လည်းဖြစ်နိုင်တယ်ညလည်းဖြစ်နိုင်တယ်အိတ်နေတဲ့ချိန်လည်းဖြစ်နိုင်တယ်အလုံးလုံးနေတဲ့ချိန်လည်းဖြစ်နိုင်တယ်မြည်သူမှခံမှန်းလို့မရဘူးအဲ့ဒါကိုဦးကြောင်ကြားအတွေးတွေနဲ့21ရက်နေ့လောက်တော့မယ်ကြိုတင်ပြင်ဆင်ထားကြမနေ့7နာရီဆိုရင်အလံပေးထားလိုက်တော့ဘာလို့အဲ့လောက်ထမင်းစားပြီးကြီးလာတဲ့လူတွေအဲ့လောက်အုံတော့အသိဉာဏ်မဲ့တာကျွန်တော်အံ့ဩလို့မဆုံးဘူးဗျာအေးပြင်ဆင်ထားခြင်းပြင်ဆင်ထားအခုတည်းကကြိုတင်ပြင်ဆင်တာ21ရက်နေ့လာမှာမဟုတ်ဘူးအချိန်မြေးလာနိုင်တယ်ခင်ဗျားတို့ကျွန်တော်တို့အားလုံးရဲ့ကိုချင်းတရားတွေမကောင်းနေသေးပြီညီကြီးကလုံးဝငြိမ်နေမှာမဟုတ်ဘူးလောက်ခနေမှာပဲအေးတဦးတယောက်ချင်းစီတိုင်းရဲ့ကိုချင်းတရားတွေကိုချင်းစာစိတ်တွေစာနာမှုတွေအကုန်လုံးမြင်မအောင်ကျင့်ကြံပြင်လိုက်မယ်ဆိုရင်တော့အဲ့ဒါတွေကမြေကြီးလှုပ်အောင်မလှုပ်အောင်ကျွန်တော်တို့ရဲ့ကိုချင်းတရားတော်မှာကိုချင်းတရားအပေါ်မှာပဲမူတည်တယ်ဒါတွေကိုတော့ခင်ဗျားတို့သတိထားဖို့လိုတယ်21ရက်နေ့တကယ်နှစ်ဖူးတွေဒူးတွေကြုံရမယ့်ကိစ္စကတော့ခင်ဗျားတို့မယုံရင်ကြည့်21ရက်နေ့မှာတကယ်ဖြစ်ကိုဖြစ်မှာတေချာပေါက်ကြုံတွေ့ရမယ့်ကိစ္စခင်ဗျားတို့မီတာတွေဆောင်ရတော့မယ်ခင်ဗျားတို့သုံးထားတဲ့မီတာကားတွေအတွက်ပတ်စံတွေစုပ်ထုတ်ရတော့မယ်အဲ့ဒါမီတာကားတွေဆောင်ရမယ့်ကိစ္စပဲအဲ့ဒီအောင်ပဲစိတ်ပူနော်ကျန်တာတွေကိုစိတ်ပူစရာမလိုဘူးပူကျင်နေဆိုရင်အခုတည်းကပူကြိုတင်ပြီးတော့ပူထားအခုတည်းကပူထားမှရမယ်ခင်ဗျားတို့21ရက်နေ့မှာပူစရာမလိုဘူးเนาะ22ရက်နေ့မှာလည်းလှုပ်ချင်လှုပ်ရမယ်21ရက်နေ့မလှုပ်တော့ငါတို့မဖြစ်တော့ဘူးဆိုပြီးတော့မကောင်းတာတွေပြန်လုပ်ဖို့မကြိုးစားနေကြနဲ့မကြင့်ကြံနေကြနဲ့မကြံနေကြနဲ့ဒါတွေမဖြစ်နိုင်တော့ဘူးခင်ဗျားတို့အားလုံးကျုပ်တို့အားလုံးကဲကျုပ်လည်းကောင်းတဲ့လူမဟုတ်တော့ကျုပ်လည်းပြင်ပြီဗျာခင်ဗျားတို့လည်းပြင်ကြဖို့လိုပြီအဲ့ဒါပြင်ကြပါလို့အားလုံးပြင်နိုင်ပါเนาะအဲ့ဦးကြောင်ကြားအတွေးခေါ်တွေနောက်ရှောက်လိုက်ပြီးတော့ဘယ်နေ့လှုပ်မယ်လုံးဝမဖြစ်နိုင်တာတွေယုံကြည်နေနေခင်ဗျားတို့ပဲဒုက္ခရောက်မှာပဲအလကားစိတ်ပင်ပန်းလူပင်ပန်းနဲ့ကိုကောင်းအောင်နေအားလုံးကောင်းအောင်နေအားလုံးဂရုစိုက်ကြဒါပဲကျွန်တော်ပြောချင်တာကတော့